ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကဲအပေါ်မှာတော့ထွက်ပြီးပြီလားပေါ့ဒါလေးကကျွန်တော်ကိုယ်တိုင်လဲလိုက်ထိုးမှာဗျာဒါကျွန်တော်2025မှာမဟုတ်2020ဟုတ်တယ်2025မှာခွန်396မွေးကနန်းပြည့်တလိုင်းလည်းဟုတ်ပါဘူးဗျာအများစုပေါ့နော်ဒါလေးကြည့်အောင်ဗျာကဲကျွန်တော်တို့ကြပြီးပြီလားပေါ့နော်အားတော့ပြည့်တယ်ဗျာကျွန်တော်ကလန်ဒါမှာ69ရတယ်ဒီမှာ63တက်တီ3ညရိုက်တယ်910တီ3ညရိုက်တယ်956တီ3ညရိုက်တယ်3ညပရိတ်3နဲ့ဇက်တိုက်ထွက်တယ်ပေါ့နော်နောက်တစ်ခါလဲ908တီ3ညရိုက်တယ်626တီ3ညရိုက်တယ်45တက်တီလဲ3ညရိုက်တယ်3ညပရိတ်3နဲ့ဇက်တိုက်ရိုက်တယ်ပေါ့နော်ဒီမှာလဲတွေ့ပြန်ပြီခွန်ရှင်5တီ3ညရိုက်တယ်3ညခွန်3တီလဲ3ညရိုက်တယ်6ခွန်6တီလဲ3ညရိုက်တယ်အဲ့တော့ကလန်ဒါမှာ69ကနေကျွန်တော်တို့3ညပရိတ်3ကတန်းတာပေါ့နော်အဲ့ကလေးကမက်တပ်ပြက်ကျွန်တော်ယူဆတာပေါ့နော်သူ့ရှိတိုက်ပေါ့နောက်တွေလေးပေါ့အဲ့တော့3ညပရိတ်3ကတန်း3ညပရိတ်ကျွန်တော်တို့3နဲ့ဇက်တိုက်ထွက်တာနေအဲ့နောက်ဆုံး3ညနေလို့တစ်နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့သူ့အောက်ဒီကနန်းလေးကိုသူ့တိုင်းပေါ့နော်ဖြစ်ပုံလေးခွန်လို့ခါ9လို့ခါ6လို့ခါခွန်ရင်9ရဲ့6ရဲ့ခါသုံးလုံး8ကိုသူကခါသုံးလုံးခွန်9 6 8အဲ့8ထက်ခံတဲ့ကနာကိုနှလုံးထည့်ကစားတယ်အပူးနဲ့ပေါ့ဗျာသူကရှေ့ပေါင်းတည်2ဖြစ်တယ်နော်ခါသုံးလုံးကခွန်ရင်9ရဲ့ဆို8ဖြစ်အောင်6ခါအဲ့တော့8ဖြစ်ခံတဲ့ကနာ6ခါကို6တည်နှလုံးထွက်တယ်ရှေ့ပေါင်းက2အဲ့တော့သူ့ရဲ့နောက်မှာကျွန်တော်တို့63ညနောက်တွဲတယ်အဲ့63ညနောက်တွဲလို့အဲ့ဒီထဲမှာရှိနေတဲ့ကနန်းလေးက63ညခွန်လိုက်ထွက်နေတယ်ပေါ့အတူတူပေါ့နော်အဲ့လိုဖြစ်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့မှာကျွန်တော်တို့3ညလို့ခါ3ညလို့ခါ3ညလို့ခါခါ3လုံး3ညပေါ့3ည3လုံးပေါင်းပါမှာနော်အဲ့လိုဖြစ်တာနဲ့သူ့ရဲ့အောက်ကတည်းမှာ3ညပရိတ်ရိုက်တယ်ပေါ့ဗျာဒီ3ညပရိတ်3ကတရနဲ့ခါ3လုံး8ထက်63ညခွန်ထွက်အဲ့လက်ထဲမှာ3ညခါ3ညခါ3ညခါအပေါင်း3ညအဲ့3ညကြောင့်ဒီ3ညပရိတ်ဒီကျွန်တော်ကဒီ3ည3လုံးကိုဆိုလိုရတဲ့သူ့ရဲ့ဘေးက8ထိတ်နဲ့ပရိတ်855ဒီကျွန်တော်ကဒီ3ည3လုံး3နဲ့ဇက်တိုက်3ညပရိတ်ထွက်တာနဲ့အဲ့ကနေခါ3လုံး8ကြောင့်အဲ့ဒီခါ3လုံး8ကနေသူ့ရဲ့နောက်နဲ့ဒီခါ3လုံး3ညနဲ့3ညပရိတ်ရိုက်လို့သူ့ရဲ့နောက်က8ထိတ်နဲ့ပရိတ်8ကကျွန်တော်ကဒီ8ကိုယူဆအဲ့လိုပေါ့နော်ဒုတိယမှာလဲ3ညပရိတ်3ညပရိတ်3နဲ့ဇက်တိုက်ထွက်တာနောက်ဆုံး3ညနေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့သူ့အောက်ဒီကြာသေးသည်အဲ့တော့4လို့ခါ6လို့ခါဆိုတော့ကျွန်တော်တို့က9ခါမှ8ဖြစ်မှာမို့လားအဲ့တော့ခါ3လုံး8ဖြစ်ခံရတဲ့ကဏ္ဍဒီ2လုံးကြတယ်အပူးနဲ့ပေါ့နော်သူကတော့ရှေ့ပေါင်းကတော့2ဘိုင်းသေးပဲပေါ့နော်အဲ့လိုဖြစ်တဲ့နဲ့ကျွန်တော်သူ့ရောနောက်မှာ63ညတွဲနဲ့ခွန်60ကြတယ်ကြတော့အဲ့ရဲ့နောက်တော့မှခုနကျွန်တော်ပြောတဲ့ဒီ3ညကြောင့်ခါ3လုံး8ရှေ့ပေါင်းနဲ့အပူးကြကြလို့သူ့ရဲ့နောက်ခွန်60လဲကြသေးတယ်အဲ့တိုင်ပေါ့6လို့ခါ9လို့ခါ6လို့ခါ9 5 6ဒီခါ3လုံး3ညထည့်တာနဲ့သူ့ရဲ့အောက်ကို3ညပရိတ်သည်ဒီ3လုံး3ညကိုခါ3လုံး3ညထည့်ရတဲ့အဲ့ကနေနှစ်ချာကိုင်းမှာ3ညပရိတ်ရိုက်တယ်လို့ဆိုလို့ပြီးသူ့နောက်မှာ8ထိတ်နဲ့ပရိတ်8သည်အဲ့ဒီ3လုံး3ညကနေခါ3လုံး8ကြောင့်အဲ့ဒီခါ3လုံး8ကနေခါ3လုံး3ညနဲ့ပရိတ်3ညရိုက်ခဲ့လို့သူ့နောက်မှာ8ထိတ်နဲ့ပရိတ်8လို့ယူဆပါသည်နော်အဲ့တော့တတိယမှာလည်းကျွန်တော်တို့3ညပရိတ်3ညပရိတ်3ညပရိတ်3နဲ့ဇက်တိုက်ထွက်လို့အဲ့ဒီနောက်ဆုံး3ညနေပင်ချာကိုက်မှာဒီကြာသေးသည်8လို့ခါ9လို့ခါ1လို့ခါမှသူက8ထည့်မှာလို့အဲ့8ဖြစ်ခံရတဲ့ကဏ္ဍကိုနှလုံးထည့်ခဲ့သားရတယ်ပေါ့ဗျာအဲ့တော့ရှေ့ပေါင်းက2နဲ့ကြလိုက်ကြတော့ဒီနားမှာကျွန်တော်63ညတွဲလာပြောခဲ့တယ်ပေါ့ဒါပေမဲ့အဲ့နဲ့တည်းခုနပြောလို့63ညခွန်ဆိုတဲ့နဲ့ခွန်3ည6မွေးကဏ္ဍတစ်လိုင်းနဲ့မို့ထွက်ခဲ့တယ်ပေါ့ဗျာအဲ့ဒါဆိုခုနကပြောသလိုပဲဒီ3ညပရိတ်3ကတန်းလို့ခါ3လုံး8ကြောင့်အဲ့သူ့ရဲ့နောက်တစ်မှာ2လို့ခါ8လို့ခါ3ညလို့ခါ2 8 3ညခါ3လုံး3ညထဲလို့3ညပရိတ်ဒါအဲ့ဒီ3ည3လုံးကိုခါ3လုံး3ညထဲတယ်3ညပရိတ်ရိုက်ခဲ့တဲ့အတွက်သူ့ရဲ့နောက်မှာဒီထိတ်3လုံး8ကြောင့်အဲ့ရဲ့နောက်တဲ့ခါ3လုံး3ညထဲတယ်3ညပရိတ်ရဲ့နောက်မှာအဲ့ဒီထိတ်3လုံး8ကြောင့်အဲ့တော့8ထိတ်နဲ့ပရိတ်က8လားပေါ့ဗျာအားတော့ပြည့်သွားပြီကျွန်တော်ကမထွက်ရင်ဒီချိန်ကြိတ်ဖို့ရဗျာပြီးရပတ်လဲကျွန်တော်ကောင်းကောင်းမွန်ပြပါတယ်ဗျာသူကသူတတ်နိုင်ပြီ8ထိတ်ပရိတ်8ဆိုပဲအဲ့မှာအပေါ်တော့ထွက်သွားပြီဒါပေမဲ့ဒီထွက်တာဒီ8ခါကြီးဖြစ်နေတာပေါ့နော်သူကပရမတော့တကွက်ထဲကြာတာမျိုးဒီလိုပဲနော်ပရမတော့တကွက်ထဲကြာတာဓမ္မအဲ့တော့ကျွန်တော်ရှင်းအောင်ပြောလိုက်မယ်နော်ထပ်ပြောတော့လည်းအဲ့တော့3ညပရိတ်3ကတန်းတယ်
သူနဲ့နှစ်ချာခိုင်းမှာခါသုံးလုံးရှစ်ထဲတယ်ရှစ်ထဲကထက်ခါတဲ့ကဏ္ဍကိုနှလုံးကြတယ်နော်ရှေးပေါင်းဒီနှစ်ရိုက်တယ်သူ့ရဲ့နောက်တဲ့ခွန်သုံးညလျှောက်ကြတယ်အဲ့နှစ်ထဲမှာခါသုံးလုံးသုံးညအဲ့ဒီသုံးညကိုသုံးညပရိရိုက်တယ်အဲ့တော့သူ့ရဲ့နောက်ထဲမှာရှစ်ထိတ်နဲ့ပရိရှစ်သည်ကြတယ်အဲ့ကြတော့ခါသုံးလုံးသုံးညပရိရိုက်တာနဲ့သူ့ရဲ့ဆောင်မှာ4နဲ့3နဲ့ကွာပေါင်းခွန်အဲ့ဒီကွာပေါင်းခွန်လို့ဖြစ်တာနဲ့ရှစ်ထိတ်နဲ့ပရိရှစ်ကိုအပိတ်သုံးလုံးကျွန်တော်တို့6နဲ့ရိုက်တယ်အဲ့လိုအဲ့တော့ကျွန်တော်တို့ဒီမှာလဲခါသုံးလုံး3ညထဲတယ်သူ့ရဲ့နောက်မှာခါသုံးလုံး8ထဲတယ်သူ့ရဲ့နောက်မှာခါသုံးလုံး3ညထဲတာနဲ့3ညပရိရိုက်ခဲလို့အဲ့ဒီခါသုံးလုံး3ညပရိရဲ့ဇောင်းမှာခုန4နဲ့3နဲ့ခွန်ဓမ္မက8နဲ့9နဲ့ကွာပေါင်းခွန်အဲ့ဒီကွာပေါင်းခွန်8ထိတ်နဲ့ပရိ8သည်6-3ခွန်ပိတ်သုံးလုံး9နဲ့အပြတ်ရိုက်တယ်အဲ့တော့ဒုတိယပြားအဲ့တော့3ညပရိ3ကတန်းလို့သူ့ရဲ့နောက်ထဲမှာခါသုံးလုံး8ထဲလို့8ထဲကဏ္ဍနဲ့ကဏ္ဍနှလုံးထည့်ရိုက်လို့ရှေ့ပေါင်း2လို့သူ့ရဲ့နောက်ထဲမှာအဲ့ဒီ3ညကိုခါသုံးလုံး3ညကိုပရိ3ညရိုက်ခဲလို့သူ့ရဲ့ကောင်းမှာ3ညနဲ့ခွန်နဲ့ဒီကွာပေါင်းခွန်ထည့်ခဲ့လို့နော်အဲ့ကနေကျွန်တော်တို့တပင်2ပင်3ပင်မှာအဲ့တော့ဒါ8ထိတ်နဲ့ပရိ8သည်အဲ့တော့သူ့လိုပဲပိတ်သုံးလုံး9မယ်ဆိုရင်885ပေါ့ဗျာနှမျောတာဗျာအပေါ်ထွက်သွားလဲကျွန်တော်ရဲ့နော်မိုက်တယ်သူ့ရဲ့ရှင်းတဲ့ခါသုံးလုံး8ထက်8တဲ့ကဏ္ဍနှလုံးထက်ခါသုံးလုံး3ညကို3ညပရိသူ့သောမှာကွာပေါင်းခွန်8ထိတ်နဲ့ပရိ8ဒီလိုကိုအပေါ်မှာ8ခါကြီးနဲ့တော့ထွက်သွားတယ်နှမျောတာကျုပ်ဒီချိန်ကြိတ်ဖို့ဗျာခါသုံးလုံး8သူ့ရဲ့နောက်မှာ3ညပရိသည်ခါသုံးလုံး3ညပေါ့ဗျာခါသုံးလုံး3ညကို3ညပရိသူ့ရဲ့သောမှာကွာပေါင်းခွန်အဲ့မှာ8ထိတ်နဲ့ပရိ8သည်ပိတ်သုံးလုံးက9နဲ့ရိုက်တယ်နော်အဲ့တော့ခါသုံးလုံး8ထဲလို့သူ့ရဲ့နောက်မှာခါသုံးလုံး3ညကို3ညပရိရိုက်ခဲလို့သူ့ရဲ့သောမှာကွာပေါင်းခွန်ရိုက်ခဲလို့အဲ့ကွာပေါင်းခွန်နဲ့8ထိတ်နဲ့ပရိ8ပေါ့ဗျာအပိတ်သုံးလုံး9ဆိုခွန်ဆိုတော့5ပိတ်အဲ့တော့855ပေါ့ဗျာနှမျောတာဗျာကျုပ်ဒီချိန်ဖမ်းထားတာဗျာတကယ်ပြောတာပါနော်အဲ့ဒါ8ထိတ်ပရိ8တလိုင်းနဲ့မဟုတ်ဘူးပေးတယ်ဆိုတာဒါပဲဗျာအများကြီးရှိတာပြီးရဘက်ကလည်းချတော့ပြတာခါရောက်တော့မတတ်နိုင်ဘလို့မှကျုပ်လည်းမတတ်နိုင်ဘူးဗျာနော်အဲ့တော့ရှစ်ထိတ်ပရိရှစ်ဗျာဒါလည်းကျွန်တော်လည်းဘယ်လိုပြောမလဲထိုးမှာဗျာဘေးအဲထိုးမဲ့ပုံကိုယ်လေးတွေ comment မှန်စမ်းပါနော်ကျွန်တော် like ပြပြီဟုတ်ကဲ့ comment လေးတွေရေးပြီး subscribe တွေလည်းနှိပ်ကြပါဦးနော်ဒါ YouTube channel အသက်မို့ဟုတ်ကဲ့ဒီလောက်ပဲဗျာကျွန်တော်သူ့နောက်တနေ့ like ထွက်တာကြီးလဲကျွန်တော်ပြောချင်သေးတာဗျာအဲ့ဟာဘူးနော်